သူဟာဘာကိုမှထိစရာမလိုပဲအော်တန်တစ်ချက်တည်းနဲ့ဘယ်ရာဝတ္ထုမှမဆိုအပေါက်ဝိုင်းလေးတွေဖောက်နိုင်ပါတယ်ဒါဟာမော်ပညာမဟုတ်ပါဘူးသူတို့မိသားစုမျိုးဆက်အလိုက်လက်ဆင့်ကမ်းလာတဲ့ရှိုးဝက်စမ်းကြဲတဲ့စွမ်းအားတစ်ခုပါအဖိုးဖြစ်သူကပြင်ပလူတွေရှေ့မှာဘယ်တော့မှမပြဖို့ပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ်ဒါပေမဲ့သူကတော့ဒီလိုအသုံးမကျတဲ့စွမ်းအားဟာသူငယ်ချင်းတွေရှေ့မှာကြွားရုံကလွဲလို့ဘာအသုံးဝင်မှလဲလို့နားမလည်ခဲ့ပါဘူးဒီနေ့မှာဆီယာမကသူ့ရဲ့မျိုးရိုးနာမည်ကိုမတော်တဆသိသွားပြီးသူ့ရဲ့နောက်ခံအကြောင်းတွေကိုအသေးစိတ်ပြောပြခဲ့တဲ့အထိပါပဲတကယ်တော့သူ့မိသားစုဟာအလွန်ရှိုးဝက်စမ်းကြဲတဲ့ရှေးဟောင်းမိသားစုတွေကတခုဖြစ်ပြီးအဖေမထွက်သေးတဲ့ပဟေတီများစွာကြံရစ်ခဲ့ပါတယ်တကယ်တော့ဒီအကြောင်းတွေကိုသူကိုယ်တိုင်တောင်မသိပါဘူးဒါပေမဲ့ဆီယာမကဘယ်ကနေသိလာတာလဲသူ့ကိုပိုအံ့သားစေတာကဆီယာမလက်ထဲကဓာတ်ပုံတွေကလူဟာသူ့ကိုပြောပြတတ်တဲ့ရင်းနှီးမှုမျိုးခံစားရစေပြီးတွေးသားတော်ဆက်တဲ့ဆွေမျိုးတယောက်လိုပါပဲဆီယာမကဓာတ်ပုံတွေကလူဟာသူတို့တက္ကသိုလ်ကတမိုင်းပါမောက်ခဖြစ်ပြီးနံဝင်နဲ့မျိုးရိုးနာမည်တူတယ်လို့ပြောပါတယ်ဒါပေမဲ့ဇာတိကိုတစ်ခေါက်ပြန်သွားပြီးနောက်ရှိုးဝက်စွာပျောက်ဆုံးသွားခဲ့ပြီးအခုထိသတင်းစာအနာမရသေးပါဘူးဆီယာမကနံဝင်နဲ့ပျောက်ဆုံးနေတဲ့ပါမောက်ခဟာမိသားစုတစ်ခုတည်းကဖြစ်နိုင်ပြီးတွေးသားတော်ဆက်မှုရှိနိုင်တယ်လို့တန်ရဲရှိနေပါတယ်ဆီယာမကသူ့ကိုပါမောက်ခအကြောင်းစုံစမ်းပေးဖို့အကူအညီတောင်းခဲ့ပါတယ်တန်တရားတွေရှိနေပေမဲ့သူပြန်ရောက်တဲ့အခါအမေဖြစ်သူစီဖုန်းဆက်ခဲ့ပါတယ်ဒါပေမဲ့အမေကလည်းမိသားစုအကြောင်းတွေကိုသိမသိပါဘူးဘာလို့လဲဆိုတော့သူတို့မိသားစုရဲ့ဒီနွယ်ဟာသူ့အဖိုးလက်ထက်ကလေးကဇာတိနဲ့အဆက်အသွယ်ပြအဲ့တောက်သွားခဲ့လို့ပါအခုတော့အဖိုးကကွယ်လွန်သွားပြီဖြစ်လို့ဘယ်သူကိုမေးရမှန်းသူမသိတော့ပါဘူးတမိုင်းမှတ်တမ်းတွေအရနံဝင်ရဲ့ဘိုးဘေးတွေဟာဝေးလံခေါင်ဖျားတဲ့မာယူကာမီရွာမှာနေထိုင်ခဲ့ကြပါတယ်လူဦးရေနှစ်ရာကျော်ပဲရှိတဲ့ရွာငယ်လေးဖြစ်ပေမဲ့စစ်ပွဲတစ်ခုမှာပြင်ပရန်သူ3000ရဲ့ကျူးကျော်မှုကိုတယောက်မှထိခိုက်ဒဏ်ရာမရဘဲခုခံနိုင်ခဲ့ပါတယ်တမိုင်းစာအုပ်ထဲမှာမှတ်တမ်းတင်မထားရင်နံဝင်ကဒါကိုဒနာရီပုံပြင်လို့ပဲထင်မိမှာပါနောက်တစ်နေ့မှာဆီယာမရဲ့တောင်းဆိုချက်အရသူဟာသူ့ရဲ့စွမ်းအားကိုပြသခဲ့ပါတယ်ဆီယာမကပါမောက်ခရဲ့အခန်းထဲကနေရှာတွေ့ခဲ့တဲ့ဖန်ပိုလင်းကိုထုတ်ပြခဲ့ပါတယ်။အဲ့ဒီပေါ်ကအပေါက်ဟာသူဖောက်တဲ့အပေါက်ထက်တီးတီးတာတာပိုကြီးနေပါတယ်။ပျောက်ဆုံးနေတဲ့ပါမောက်ခကိုရှာဖို့သူတို့ဟာမာယူကာမီရွာကိုတွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသတင်းထဲမှာမာယူကာမီမှာထိတ်လန့်စရာလူတက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းကြေညာနေတာကိုသူတို့မသိခဲ့ကြပါဘူး။အသက်50နှစ်အရွယ်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ကိုသူ့ကုမ္ပဏီထဲမှာတေဆုံးလျက်တွေ့ရှိခဲ့ပြီးကုမ္ပဏီရဲ့မန်ပေါ်မှာလည်းကြီးမားတဲ့အပေါက်ဝိုင်းကြီးတဲ့ခုရှိနေပါတယ်။သူတို့အဖွဲ့ဟာဒေသခံတွေစီမှာလိုက်လံစုံစမ်းခဲ့ကြပါတယ်။ပြတိုက်ကိုရောက်တဲ့အခါနန်ဝန်ဟာအဲ့ဒီကတန်ချက်ကအင်ဂျီတိုင်းမှာထူးဆန်းတဲ့အပေါက်ဝိုင်းလေးတွေရှိနေတာကိုတွေ့ခဲ့ပါတယ်။ဒေသခံတွေကိုးကွယ်တဲ့အမတ်အသားထဲမှာလည်းအနက်ရောင်အပေါက်ဝိုင်းတစ်ခုရှိနေပါတယ်။ဒီနှစ်ခုကြားမှာပြောပြတတ်တဲ့ဆက်နွယ်မှုတစ်ခုရှိနေပုံရပါတယ်။သတင်းချက်အလက်စုံစမ်းဖို့နန်ဝန်ဟာစားတောက်ဆိုင်တစ်ခုကိုရောက်သွားပြီးအနောက်ကပွဲတော်ကျင်းညာချက်ကိုမတော်တဆမြင်လိုက်ပါတယ်။ရဲ့အနေငယ်အကြမှာဒီမှာတာနာပါတာပွဲတော်ကျင်းပြရမယ်လို့ဆိုပါတယ်။ဒါပေမဲ့အခုကဇွန်လပဲရှိသေးတယ်တာနာပါတာပွဲတော်ကမရောက်သေးပါဘူး။အဲ့ဒီအချိန်မှာစားပွဲထိုးမျိုးသမီးလေးတစ်ယောက်ရောက်လာပြီးနန်ဝန်ရဲ့စိတ်ထဲမှာအဲ့ဒီလိုခန်းစားချက်မျိုးထပ်မံပေါ်ပေါက်လာပြန်ပါတယ်။နောက်ဆုံးအချိန်ဒီလိုခန်းစားခဲ့ရတာကဆီယာမလက်ထဲကဓာတ်ပုံကိုမြင်လိုက်ရတော့ကပါမင်းကလေးကသူတို့စီကတာနာပါတာပွဲတော်ဟာတခြားနေရာတွေနဲ့မတူပဲနှစ်စဉ်ဇွန်လမှာကျင်းပတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။စကားစမီပြောနေတဲ့တကြီးရဲ့အိုတချို့စီကနေပွဲတော်အတွင်းပျောက်ဆုံးနေတဲ့ပါမောက်ခနဲ့ပတ်သက်တဲ့သတင်းတွေရှိနိုင်ကြောင်းသူကြားလိုက်ရပါတယ်။သူငယ်ချင်းဖြစ်သူကစိတ်ဝင်စားနဲ့တွားရောက်ဆောင်အဖိုးအိုကသူတို့ကိုမြင်မြင်ချင်းပြင်ပလူတွေမှန်းသိသွားပြီးဘာမှမသိသလိုဟန်ဆောင်နေပါတယ်။တခုခုကိုတမင်ဖုံးကွယ်ထားသလိုပါပဲဒါပေမဲ့နန်ဝန်ရဲ့မျိုးရိုးနာမည်ကိုသိသွားတဲ့အခါမှာတော့အဖိုးအိုတွေကရုတ်တရက်ပြူနာသွားကြပါတယ်။သူ့ရဲ့အသက်မွေးရက်နဲ့နောက်ခံတွေကိုအဆက်မပြတ်မြင်မြင်ကြပါတယ်။နောက်ပြီးသမင်းကြီးအကျယ်ကျွေးဖို့တောင်ဖိတ်ခေါ်ခဲ့ကြပါသေးတယ်။နန်ဝန်ကသူတဲ့ခိုတဲ့ဟိုတွေကိုပြန်ရောက်တဲ့အခါအခုနှစ်ကအဖိုးအိုတွေကတိတ်ကိုပြူနာလုံးနေတယ်လို့နောက်ပြောင်ပြောဆိုနေပါတယ်။မကြခင်မှာပဲဟိုတဲ့ပိုင်အင်ကသူ့ကိုလာရှာတဲ့သူရှိကြောင်းလာပြောပါတယ်။သူအောက်ထပ်ကိုဆင်းကြည့်လိုက်တဲ့အခါမှာတော့လူအုပ်ကြီးစုဝေးနေတာကိုတွေ့ရပြီးသူ့ကိုကြိုဆိုတဲ့အခမ်းအနားကိုအကြီးအကျယ်ပြင်ဆင်ထားကြပါတယ်။ဒါဟာသူ့ကိုအံ့အားသင့်စေပြီးအိမ်မက်မက်နေတယ်လို့ပါပဲစားပွဲမှာတော့လူလက်ပိုင်းတချို့ကသူ့မှာထူးခြားတဲ့စွမ်းအားတွေစက္ကန့်ရရှိထားသလားဆိုတာကိုတိတိတသာရောမသိမသာပါစုံစမ်းနေကြပါတယ်။ဒါပေမဲ့ရဲတွေရုတ်တရက်ရောက်လာပြီးသူတို့ကိုအနှောင့်အယှက်ပေးခဲ့ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့လူသတ်မှုကိုလာရောက်စုံစမ်းအဲ့ဒါလို့ဆိုပါတယ်ဘာလို့လဲဆိုတော့ဒီမှာစုဝေးနေတဲ့သူတွေဟာဒေသခံမာယူကာမီတောင်ကိုဖွံ့ဖြိုးရေးလုံးမှာကိုကန့်ကွက်နေတဲ့သူတွေဖြစ်လို့ပါအရင်ကတေဆုံးသွားတဲ့သူဟာစောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဖြစ်နေတာကြောင့်သူတို့မှာတန်တရားအရှိဆုံးဖြစ်နေပါတယ်ဒါပေမဲ့ဒီကလူတွေကရဲတွေကိုလုံးဝမကြောက်တဲ့အပြင်ရဲတွေကိုတောင်ပြန်မောင်းထုတ်ဖို့လုပ်နေကြပါတယ်ခေါင်းဆောင်ဖြစ်သူကသူတို့ဟာဂုံတရီရှိအဲ့ဒီကိုအနှောင့်အယှက်ပေးနေတယ်လို့ပြောလိုက်တဲ့အခါရဲတွေကလိမ္မာပါနဲ့စွာနဲ့ပြန်ထွက်သွားကြပါတယ်အဖွဲ့ခေါင်းဆောင်ဆရာမအီဂျီမီကတော့ဒီနေရာရဲ့ထူးဆန်းမှုကိုစိတ်ထဲမှာခံစားနေရပါတယ်ရွာသားတွေကိုရှောင်ပြီးတောင်ပေါ်ကိုတက်ခဲ့ပေမဲ့တောင်ဝက်လောက်မှာကင်းလှည့်နေတဲ့ရွာသားတွေနဲ့ထပ်တိုးပါတော့တယ်နောက်ရက်အနေငယ်မှာပွဲတော်ကျင်းပမှာဖြစ်လို့ဒီကာလအတွင်းဘယ်သူ့ကိုမှတောင်ပေါ်တက်ခွင့်မပြုဘူးလို့ဆိုပါတယ်ကံကောင်းတာကရွာသားတွေကနန်ဝန်ရဲ့မျက်နှာကိုထောက်ထားပြီးနောက်ဆုံးတော့သူတို့ကိုပေးတက်လိုက်ပါတယ်ဒါပေမဲ့ပြောင်တလင်းခါနေတဲ့တောင်ထိပ်မှာတော့ကြောက်တုံးခုနှစ်တုံးစီထားတာကိုပဲတွေ့ရပါတယ်ပါမောက်ခလာသွားတဲ့အထောက်အထားလည်းမတွေ့ရပါဘူးနန်ဝန်တယောက်ပဲကြောက်တုံးတုံးရဲ့မျက်နှာပြင်ကတိတ်ကိုချောမွေ့နေတာကိုသတိထားမိပါတယ်ဒါကလွဲလို့တခြားထူးခြားတာမရှိပါဘူးတောင်ပေါ်ကပြန်ဆင်းပြီးဟိုတွေကိုရောက်တဲ့အခါစားတောက်ဆိုင်မှာတွေ့ခဲ့တဲ့စိတ်ဝင်စားစရာမင်းကလေးကိုတွေ့ပါတယ်မင်းကလေးကလည်းသူ့လိုပဲစိတ်ချင်းဆက်သွယ်နိုင်တဲ့သူလို့ထင်ခဲ့ပေမဲ့မင်းကလေးကသူ့စီလာပြီးသူဟာလက်လက်မိနိုင်တဲ့သူဟုတ်မဟုတ်မင်းမြန်းဖို့ပဲဖြစ်ပါတယ်တကယ်တော့လက်လက်မိနိုင်တဲ့သူဆိုတာသူတို့မိသားစုထဲမှာထူးခြားတဲ့စွမ်းအားရှိသူကိုဆိုလိုတာဖြစ်ပြီးမင်းကလေးရဲ့အကိုကအဲ့ဒီလိုလူမျိုးပါဒါပေမဲ့ဘာကြောင့်မှမသိပဲမင်းကလေးကသူ့အကိုကိုတိတ်ကြောက်နေပါတယ်မင်းကလေးရှေ့မှာကြွားချင်တာနဲ့နန်ဝန်ကတော့သူ့ရဲ့စွမ်းအားအလုံးကိုထုတ်သုံးပြလိုက်ပါတယ်မင်းကလေးကအေးဘူးပေါ်ကအပေါက်လေးကိုကြည့်ပြီးတီးတီးတာတာစိတ်ပြတ်သွားပါတယ်ရွာသားတွေကသူ့ကိုဘလို့ထူးဆန်းတဲ့စကားတွေပဲပြောအတီးမယူဖို့နန်ဝန်ကိုပြောပြခဲ့ပါတယ်နောက်ပြီးဒီနေရာကနေအမြန်ဆုံးထွက်သွားဖို့လည်းတိုက်တွန်းခဲ့ပါတယ်ဒီစကားတွေကနန်ဝန်ကိုလုံးဝဝေခွဲမရဖြစ်တော့အားစေပါတယ်သူဟာမင်းကလေးအလုံးလုံးတဲ့စားတောက်ဆိုင်ကိုထပ်သွားခဲ့ပါတယ်ဒါပေမဲ့နန်ဝန်မသိတာကသူထွက်သွားပြီးမကြခင်မှာပဲအပေါက်ပါတဲ့အေးဘူးကိုဟိုတယ်ပိုင်ရှင်ကတွေ့သွားပြီးရွာကလူကြီးတွေစီကိုချက်ချင်းသတင်းပို့လိုက်ပါတယ်မင်းကလေးကနန်ဝန်လာတဲ့အကြောင်းရင်းကိုသိပေမဲ့ဒီမှာကလူတွေအများကြီးရှိနေပါတယ်ဒါကြောင့်ညဘက်မှာကုရိုဟာရာနဲ့စင်မှာတွေ့ဖို့ချင်းဆိုလိုက်ပြီးတီးကျင်တာမှန်သမျှအကုန်ပြောပြမယ်လို့ဆိုပါတယ်ပွဲတော်ညမှာတော့လမ်းမတွေပေါ်မှာတကယ်ပဲစီကားနေပါပြီနန်ဝန်ကမင်းကလေးကိုရှေ့
အားတွေးခဲ့ပြီးဒီမာတင်မိန်းကလေးရဲ့မျိုးရိုးနာမည်ကဟီဂါရှိမာယူဖြစ်ကြောင်းသိလိုက်ရပါတယ်တကယ်ပဲသူတို့ဘိုးဘေးတွေကြားမှာပတ်သက်မှုတစ်ခုခုရှိနေပုံရပါတယ်မိန်းကလေးကသူ့ကိုမိသားစုအတွင်းမှာစွမ်းအားရှင်တွေဟာလည်းကွာခြားမှုရှိတယ်လို့ပြောပြပါတယ်ကတစ်မျိုးကလက်လန်းမီနိုင်သောစွမ်းအားလို့ခေါ်ပြီးနောက်တစ်မျိုးကတော့ပြတင်းပေါက်ဖွင့်ခြင်းစွမ်းအားလို့ခေါ်ပါတယ်ကမိသားစုထဲမှာလက်လန်းမီနိုင်သောစွမ်းအားရှိသူဟာနန်ဝမ်အပါအဝင်9ဦးပဲရှိပါတယ်ကဒါအပြင်ဒီ9ဦးသာလျှင်ဝမ်ရှင်တောင်ရဲ့နတ်ဆရာအဖြစ်ရှင်ပြိုင်ဖို့အရေးချင်းရှိကြတာပါကနန်ဝမ်ကနတ်ဆရာဆိုတာဘာလဲဆိုတာကိုလုံးဝမသိပါဘူးကဂျေပူဇော်ပွဲကိုဥဆောင်တဲ့ဘာသာရေးဝန်ထမ်းတစ်ယောက်လိုပဲထင်နေတာပါလားနတ်ဆရာဖြစ်လာရင်တစ်သက်လုံးရွာမှာပဲနေရမယ်ဆိုတာသိလိုက်ရတဲ့အခါနန်ဝမ်ကလက်မခံနိုင်ကြောင်းပြောပါတယ်ကနန်ဝမ်ကနတ်ဆရာလုပ်ဖို့စိတ်ဝင်စားတာကိုမြင်တော့မိန်းကလေးကပြောင်းပြန်ဝမ်းသာသွားပါတယ်ကတာမန်လူတစ်ယောက်အဖြစ်နေရတာကပိုကောင်းနိုင်ပါတယ်ကဒါဆိုရင်ပြတင်းပေါက်ဖွင့်ခြင်းစွမ်းအားကဘာတွေလုပ်နိုင်တယ်လဲဒီအကြောင်းကိုပြောလိုက်တဲ့အခါမိန်းကလေးကအနည်းငယ်စိတ်ပြတ်သွားပုံရပါတယ်ကဘာလို့လဲဆိုတော့ပြတင်းပေါက်ဖွင့်ခြင်းစွမ်းအားရှိသူတွေဟာတူညီတဲ့အိမ်မက်ဆိုးတစ်ခုကိုခဏခဏမက်လေးရှိလို့ပါအနက်ရောင်အောက်ကြီးတစ်ခုထဲမှာပိတ်မိနေတယ်လို့ခံစားရတာပါအဲ့ဒီမိန်းကလေးကိုယ်တိုင်ကလည်းဒီလိုစွမ်းအားရှိသူတစ်ယောက်ပါကြည့်ရတာတော့သိပြီးအစွမ်းထက်တဲ့စွမ်းအားမျိုးမဟုတ်ပုံရပါတယ်ကတစ်ချိန်တည်းမှာပဲချမ်းချမ်းစီယမာတို့အဖွဲ့ဟာအတော်ကြာအောင်စောင့်ကြည့်နေပေမဲ့ရေပူဇော်ပွဲအခမ်းအနားကိုမတွေ့ရပါဘူးကသူမောကြည့်လိုက်တဲ့အခါမှာပဲသိလိုက်ရတာကတကယ်ရေပူဇော်ပွဲကသူတို့နေခင်းဘက်ကသွားခဲ့တဲ့ဝမ်ရှင်တောင်ပေါ်မှာကျင်းပနေတာဖြစ်ပါတယ်ကကျောင်းသားတွေရဲ့ဘေးကင်းရေးအတွက်ချမ်းချမ်းကတယောက်တည်းသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ကဒါပေမဲ့ကျောင်းသားတစ်ယောက်ကတော့အတူတူလိုက်သွားဖို့ဆွလုပ်နေပါတယ်ကသူတို့နှစ်ယောက်တောင်ပေါ်ရောက်တဲ့အခါရေပူဇော်နေတဲ့လူတစ်ဆက်ယောက်ကဝိုင်းပတ်ပြီးကခုံနေတာယိုမီးတုပ်တွေကင်ထားပြီးပါဇက်ကဝိုင်းပတ်ပြီးကခုံနေတာယိုမီးတုပ်တွေကင်ထားပြီးပါဇက်ကလည်းတစ်ခုခုရွတ်ဆိုနေတာကိုတွေ့လိုက်ရပါတယ်ကသူတို့သေချာကြည့်လိုက်တဲ့အခါကိုဘဲချိန်ကလေးကရောက်နေမှမသိတဲ့လူတစ်ယောက်ကအဲ့ဒီတစ်ဆက်ယောက်ကြားထဲမှာရုတ်တရက်ပေါ်လာပါတယ်ကအလေကလူကလက်နှစ်ဖက်ကိုဖြန့်လိုက်တဲ့အခါမျက်စိရှိမှရုတ်တရက်လင်းခနဲဖြစ်သွားပြီးအဲ့ဒီနောက်လူတွေကိုခေါ်ပြီးတောင်အောက်ကိုဆင်းသွားပါတယ်ကသူနဲ့တောင်းသားကဘေးတစ်ဖက်ကိုအမြန်ပုံးလိုက်ကြပါတယ်ကရေပူဇော်သူတွေထွက်သွားပြီးတဲ့နောက်သူတို့ခုနကရေပူဇော်တဲ့နေရာကိုတွားကြည့်ကြပါတယ်ကနေခင်းဘက်ကရှိနေတဲ့ကြောက်တုံး9တုံးတွေကတတုံးကဘာအကြောင်းကြောင့်မှန်မသိပြောင်းနေတာကိုတွေ့လိုက်ရပါတယ်ကနောက်ကနေရုတ်တရက်အတန်တစ်ခုထွက်လာပါတယ်ကသူတို့လှည့်ကြည့်လိုက်တဲ့အခါမှာခုနကရေပူဇော်တဲ့လူတွေပြန်ရောက်လာတာကိုတွေ့လိုက်ရပါတယ်ကရွာသားတွေကသူတို့ကိုဒုက္ခမပေးပေမဲ့ပြန်ရောက်လာတဲ့အခါကြမ်းကြမ်းစရာမကဘာစကားမှမပြောတော့ပဲရိုးကျောင်းကိုအမြန်ပြန်ဖို့ပဲပြောပါတယ်ကကားပေါ်မတက်ခင်မှာနန်ဝမ်ကအဲ့ဒီငါကသူနဲ့ချိန်တွေ့ခဲ့တဲ့မိန်းကလေးကိုစိတ်မချနိုင်ဖြစ်နေပါတယ်ကနောက်ပိုင်းဆက်သွယ်ရလွယ်အောင်သူကအဲ့ဒီမိန်းကလေးကိုအထူးတလဲသွားရှာပြီး WeChat အကောင့်အပ်လိုက်ပါတယ်ကဒါပေမဲ့ဒီဆုံးဖြတ်ချက်ကပဲသူ့ကိုလုံးဝလမ်းမပေါ်ရောက်သွားစေလိမ့်မယ်လို့သူမထင်ထားခဲ့ပါဘူးကသူဂျိုလိုကိုပြန်ရောက်တာနဲ့ထူးဆန်းတဲ့လူတစ်ယောက်ကအိမ်ကိုရောက်လာပြီးသူ့ရဲ့စွမ်းအားကိုကြည့်ချင်တယ်လို့ပြောပါတယ်ကသူကတော့နာမည်ကြီးလို့လာအားပေးတဲ့ပရိသတ်လို့ထင်နေပေမဲ့ပြတာပြီးတဲ့အခါမှာတော့တစ်ဖက်လူကသူ့ရဲ့စွမ်းအားဟာအဆင်မရှိဘူးလို့အချင်းအမြင်သေးစွာပြောလိုက်ပါတယ်ကပြီးတော့သူ့မျက်စိရှိမှတင်တကယ်လန်းလန်းမိနိုင်သောစွမ်းအားကိုပြသလိုက်ပါတယ်ကတစ်ဖက်လူရဲ့ရှေ့မှာသူ့ရဲ့တနာစရာကောင်းတဲ့စွမ်းအားလေးဟာကလေးကစားသလိုပဲဖြစ်နေတာကိုသူသိလိုက်ရပါတယ်ကတစ်ဖက်လူကလေထဲမှာအနက်ရောင်အပေါက်တစ်ခုကိုတိုက်ရိုက်ဖန်တီးလိုက်ပါတယ်ကဒါကိုပဲပြတင်းပေါက်အပြင်ဘက်လို့ခေါ်တာပါတကယ်စွမ်းအားကိုမြင်လိုက်ရတဲ့နန်ဝမ်ဟာကဘာတစ်တစ်ခုကိုတွေ့လိုက်ရတယ်လို့ခံစားလိုက်ရပြီးစွမ်းအားကိုဒီလိုမျိုးအသုံးချလို့ရတာပါလားလို့သိသွားပါတယ်ကသူကလက်နဲ့သွားကြည့်ဖို့စူးစမ်းပေမဲ့တစ်ဖက်လူကအချိန်မီတားလိုက်ပါတယ်ကအနက်ရောင်အပေါက်ဟာအခဲတာမှမဟုတ်အရင်နဲ့ထိတွေ့မိတာနဲ့အဲ့ဒီအရာဝတ္ထုရဲ့ထုထဲကိုချက်ချင်းဆုပ်ယူသွားမှာဖြစ်ပါတယ်ကသူကတစ်ဖက်လူလို့တလို့လိုက်လို့ကြည့်ပြီးလေထဲမှာအနက်ရောင်အပေါက်ကိုဖန်တီးဖို့စူးစမ်းပါတယ်ကဒါပေမဲ့မကြခင်မှာပဲသူသိလိုက်ရတာကသူဖန်တီးလိုက်တဲ့အနက်ရောင်အပေါက်ဟာကြာရှိမခံပါဘူးကအုံထုတ်ဆောင်ထားတဲ့လူကသူ့ကိုအတော်လေးဥကြောင်ကြောင်နိုင်တယ်လို့မြင်ပြီးလက်ကိုဘယ်လိုထားရမလဲဆိုတာကိုကိုယ်တိုင်သင်ပေးရပါတယ်ကပြတင်းပေါက်အပြင်ဘက်ကနေတစ်ခုခုကိုဆွဲယူလာတယ်လို့မျိုးစိတ်ကူးကြည့်ခိုင်းပါတယ်ကနန်ဝမ်ကစိတ်ကိုပြန်ပြင်ပြီးမျက်လုံးကိုပြန်မိတ်ကအာယုံဆိုင်လိုက်ပါသူကိုယ်တိုင်တောင်မထင်မှတ်ထားခဲ့ဘူးဒီတစ်ခါသူကဟာလာဟင်းလင်းပြင်တစ်ခုကိုဖန်တီးနိုင်ခဲ့ရုံတင်မကပဲအဲ့ဒီဟာလာဟင်းလင်းပြင်ကပိုပြီးကြီးမားလာခဲ့တယ်ဒါကဥထုတ်ဆောင်ထားတဲ့လူကိုစိုးရင်ထိတ်လန့်သွားစေတယ်ဟာလာဟင်းလင်းပြင်ကိုထိန်းချုပ်လို့မရတော့ရင်သူတို့အားလုံးဒီမှာတေးကြရလိမ့်မယ်နန်ဝမ်မျက်လုံးဖွင့်လိုက်တဲ့အခါဒီလောက်ကြီးတဲ့ဟာလာဟင်းလင်းပြင်ကိုမြင်ပြီးသူကိုယ်တိုင်တောင်လန့်သွားခဲ့တယ်ကံကောင်းတာကဥထုတ်ဆောင်ထားတဲ့လူကရေပုံးနဲ့ပြေးဝင်လာပြီးဟာလာဟင်းလင်းပြင်ကိုဖျောက်ဖျက်ပေးလိုက်နိုင်တယ်နန်ဝမ်ကကလေးတယောက်လိုပြောနေတယ်သူကတကယ်ပဲစွမ်းအားရှင်အစ်စ်ပဲဒါပေမဲ့သူမသိတာကအရင်ကအဖိုးဖြစ်သူကဖန်ပေါ်မှာအပေါက်ဖောက်ဖို့တင်ပေးခဲ့တာဟာသူ့ရဲ့စွမ်းအားကိုထိန်းချုပ်ဖို့အတွက်ပဲဖြစ်တယ်အခုတော့သူကိုယ်တိုင်ပန်တိုယာတိတာကိုဖွင့်လိုက်ပြီးဒါပေမဲ့အနေရကမကြခင်ရောက်လာတော့မယ်ဆိုတာသူမသိသေးဘူးညဘက်မှာသူကဒီနေ့ဖြစ်ပျက်ခဲ့တာတွေကိုသူချစ်ရတဲ့ဒုံဝမ်ကိုစိတ်လှုပ်ရှားစွာနဲ့ပြောပြခဲ့တယ်ဒါပေမဲ့ဒုံဝမ်ကသူ့အကိုဟာအနေရရှိတဲ့လူဖြစ်ကြောင်းသတိပေးခဲ့တယ်နန်ဝမ်ကိုအဲ့ဒီလူနဲ့ဝေးမှာအာနေဖို့တိုက်တွန်းခဲ့တယ်ဒါပေမဲ့သူကဂယုမဆိုင်ခဲ့ဘူးသူကအတန်းဖော်ရီရှိမှသူ့ရဲ့စွမ်းရည်အစ်စ်ကိုကြွားဝါဖို့မအောင်နိုင်အောင်ဖြစ်နေတယ်ဒါပေမဲ့ဆရာမကသူ့ကိုပြောပြတယ်ဒီစွမ်းအားရဲ့ရလတ်ဟာမာယုခါမီရွာမှာအသက်ခံရတဲ့လူတွေရဲ့တေဆုံးပုံနဲ့အတူတူပဲဆိုလိုတာကလူသက်သမားဟာဒီစွမ်းအားရှိတဲ့လူပဲအဲ့ဒီအချိန်ကျမှနန်ဝမ်ကကိစ္စရဲ့ကြီးလေးမှုကိုသတိပြုမိသွားတယ်ဒုံဝမ်ရဲ့အကိုကလူသက်သမားများဖြစ်နေမလားတစ်ချိန်တည်းမှာပဲဂျိုရိုကဟောပြောပွဲခန်းမတစ်ခုမှာလေထဲမှာကြီးမားတဲ့ဟာလာဟင်းလင်းပြင်တစ်ခုရုပ်တရက်ပေါ်လာတဲ့စင်ပေါ်ကလွတ်တော်မက်ဆီကိုဖြည်းဖြည်းချင်းလွှင့်မျောသွားတယ်အဲ့ဒီအချိန်မှာလွတ်တော်အမက်ကအနေကိုသတိမထားမိသေးဘူးဘာမှမသိတဲ့ဒီဟာလာဟင်းလင်းပြင်ကိုဇဝေးဇွာနဲ့ကြည့်နေတယ်သူကလက်နဲ့သွားထိလိုက်တဲ့အခါခမ်းမတစ်ခုလုံးရုပ်သေးသေးဖြစ်သွားတယ်လူတွေအားလုံးအပြင်ကိုထွက်ပြေးကြတယ်အဲ့ဒီအချိန်မှာမာယုခါမီရွာမှာဒုံဝမ်ကသူ့ရဲ့ဘိုးဘိုးစီကိုလာတွေ့တယ်ရွာထဲမှာတန်တရားဖြစ်ဖွယ်လူတွေပေါ်လာတယ်လို့ပြောတယ်ဘိုးဘိုးကအရင်ကနတ်ဆရာတယောက်အနေနဲ့ကိစ္စကြီးတစ်ခုဖြစ်တော့မယ်ဆိုတာကြောင့်အိုတိနေတယ်သူကိုယ်တိုင်ပါဝင်ရမယ့်အချိန်ရောက်လာပြီ